Hello အားလုံးမင်္ဂလာပါ Happy Learning Page မှာပြန်ပြီးကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့အမကpart 2ရဲ့ပေါ့နော် AA paper ကို3လအတွင်းဘယ်လိုမျိုးဖြေခဲ့လဲပေါ့နော်အဲဒီ tips တွေကိုပြပြပြီးတော့မှာဖြစ်ပါတယ်ပထမဆုံး AA ကိုဒီချေရင်တင်ရဲ့ EAS သင်တန်းမှာတက်ခဲ့ပါတယ်သင်တန်းကတော့ video class join ခဲ့တာပါဘာလို့လဲဆိုတော့တက်ခဲ့တာတော့9လကြာတက်ခဲ့တာပါစက်တင်ဘာ exam PM နဲ့ FM မဖြေခင်ကလေးအတိုင်းဒီ AA ကိုအပ်ထားတယ်ဒါပေမဲ့မလုပ်ဖြစ်ဘူးပေါ့နော် video class ပဲ join ထားတယ်အတန်းမကြည့်ဖြစ်ဘူး video တွေမကြည့်ဖြစ်ဘူးဘာလို့လဲဆိုတော့စက်တင်ဘာမှာ FM နဲ့ PM နဲ့တွဲလောက်တာဖြစ်လို့ AA ကိုဘယ်လိုမှမကြည့်နိုင်ဘူးပေါ့နော်အဲ့တော့ဒီတိုင်းထားရတယ်စက်တင်ဘာဆောင်းမဖြေပြီးပထမပတ်ပြီးတော့ခါကြမှာစက်တင်ဘာဒုတိယပတ်ကနေစပြီးတော့ AA record ကြည့်တယ်စက်တင်ဘာ3ပတ်ရဲ့အောက်တိုဘာနိုဝင်ဘာရဲ့ဆိုတော့လနဲ့3ပတ်ပေါ့နော်အဲ့ဒီအတွင်းမှာလုပ်ခဲ့ပါတယ် video class ဆိုတော့အဆင်ပြေတယ်ပေါ့နော်ပြီးရင်ဒီတင်နန်းကြီးက3သိန်းနဲ့မှ2000 exam fees ကကြတော့အဲ့ဒီနှုန်းက rate နဲ့8သိန်း6000 2000အကုန်လုံး8သိန်း9000နဲ့မှ4000ကျခဲ့ပါတယ်ပြီးတော့နောက်တစ်ခုကဒီ AA အတန်းပေါ့နော်လက်ချဗီဒီယိုတွေကိုက recording ကြည့်ရယ် revision တန်းကိုတော့ Zoom class ကိုပဲမပြောင်းလိုက်တက်ခဲ့တာပါအဲ့တော့ AA ကိုစပြီးတော့ဖြေတော့မယ်ပေါ့နော်လေ့လာတော့မယ်ဆိုရင်အကြီးကတခြားပါတူပေပါရင်းနဲ့မတူသူကလေတခြား paper တွေက60ဘိုးက long MCQ 40ဘိုးပဲ long question ပါတာ AA ကစားအလုံးမဟုတ်ဘူး30ဘိုးပဲ MCQ ပါတယ်80ဘိုးကlong question essay type တွေဖြစ်တယ်အဲ့တော့ typing မမြန်တာအတွက်ကတော်တော်လေးကို challenge ဖြစ်တဲ့ဘာသာပါအဲ့ဒါတော်တော်လေးလေ့ကျင့်ရတယ် AA ကိုအပိုင်းခွဲမယ်ဆိုရင်အရေးကြီးတာ6ပိုင်းရှိတယ်အဲ့6ပိုင်းထဲမှာ3ပိုင်း data ပေါက်ရရမယ်ပေါ့ substantive procedure အလွတ်ရပါမယ် risk နဲ့ control ကတော့အလွတ်မရရင်တော့ ဘယ် risk လာရင်ဘယ်လို response လုပ်မယ်ဆိုတာသိရင်အဆင်ပြေတယ်ပေါ့နော်အမကတော့ risk နဲ့ control တော့အလွတ်မချက်ခဲ့ဘူးနောက်တစ်ပိုင်းကသူတို့3ခုကအပုတ်ကြီး80ပုံမှာအပုတ်ကြီးပါမှာအဲ့ဒီ3ပုံနဲ့တွဲပြီးတော့ပါတတ်တဲ့4မှတ်တန်5မှတ်တန်လေးတွေကကြတော့ reporting ပိုင်းရယ် ethic ရယ်ဒီ by heart ချက်စာရယ်ပေါ့နော်အဲ့ဒီ3ခုကိုလည်းတွဲလုပ်မယ်အဲ့တော့အပိုင်းကြီး3ပိုင်းနဲ့ဒီအမှတ်သေးတာလေးတွေအတွက်ပေါ့နော်ဒီအပုတ်ကြီးမှာပဲတွဲမိတဲ့3ပိုင်းရယ်6ပိုင်းလေ့လာရင်တော့ရအောင်ပါတယ်ပထမဆုံး substantive procedure ကတော့ balancing ရယ် transition ရယ်ဆိုပြီးနှစ်ခုရှိတယ်အမကတော့နှစ်ခုလုံးကြက်တယ်ကြက်ပြီးတော့မှ case တွေနဲ့ရှင်းပြီးတော့ရေးတာပေါ့နော် general အကုန်အလွတ်ကြက်ထားလိုက်တယ် risk နဲ့ control ကတော့ဒီချက်တင်ပြီးသွားပြီဆိုရင်တင်ပြီးသွားတဲ့ပုံစံကို examiner report နဲ့ဖတ်တယ်ပြီးရင်2ခေါက်လောက်ဖတ်တာကိုလေပြီးသွားကြမှာတိုက်ပင်ကျင့်ပါတယ်အဲ့ဒါကိုအနည်းဆုံးအမတင်နဲ့6ပုတ်လောက်လုပ်ခဲ့တယ်မတူတဲ့ case တွေ6ပုတ်လုပ်ခဲ့တယ် examiner report ဖတ်တယ်ရေးကျင်တယ်အဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကြောင့်မလို့တခြားဘယ်ပုတ်စာပဲလာပေါ့နော် case မတူခဲ့ရင်တောင်မှပဲ risk တွေ control တွေက cover ဖြစ်တယ်အဲ့တော့ကိုကပို့ပြီးတော့ဒီဖြည့်တဲ့အချိန်မှာအားတာတယ်ပေါ့နော် examiner report ဖတ်ထားတဲ့အတွက်ကြောင့် examiner ဘာလို့ချင်လဲသိတယ်ဘယ်စကားလုံးသုံးရမလဲဆိုတာသိသွားတယ်အဲ့တော့အဲ့ဒီမှာအရေးကြီးတဲ့နောက်တစ်ချက်က AA မှာ wording ရေးကြည့်တယ်ပေါ့နော် wording ရေးကြည့်တယ်ဥပမာဆိုရင် receiver ကိုစစ်တယ်ပေါ့စစ်တဲ့အချိန်မှာ ledger တွေကိုစစ်ဆေးမယ်အဲ့လိုပြောတဲ့အချိန်မှာစစ်ဆေးရဆိုတဲ့စကားလုံး inspect နဲ့သုံးလို့ရတယ် check ဆိုတဲ့စကားလုံး examiner လုံးဝမကြိုက်ဘူးအဲ့လိုမျိုးသုံးရင်ဒီမှရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီ wording တွေကိုလည်း examiner report ဖတ်ပြီးလေ့ကျင့်တယ်ဒါကတော့ risk နဲ့ control လေ့ကျင့်ပုံပေါ့နော်ကျန်တာတော့ report ဒီပိုင်းတွေချက်စာတွေဒီ edit တွေကတော့ဖတ်တယ်ဖတ်ရင်းနဲ့မှတ်မိသွားတယ်ပေါ့နော်နောက်ထပ်အရေးကြီးတာတစ်ခုက time management AAD 80ဘိုးကတိုက်ပင်ဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်အရန်လူရတယ်အဲ့တော့အမဘယ်လိုမျိုးအဲ့ဒါကိုလေ့ကျင့်ခဲ့လဲဆိုရင် MCQ 30ဘိုးကိုမိနစ်30အချိန်ယူတယ်တကယ်တမ်းဆောင်ဝဲဖြည့်တဲ့အချိန်မှာမိနစ်20ပဲအချိန်ယူခဲ့တယ်မရတာတွေမစင်စားပဲနဲ့ flag ထောင်းခဲ့တယ်တခြားကျန်တဲ့80ဘိုးဖြည့်ပြီးမှအဲ့ဒီ MCQ flag ထောင်းခဲ့တာကိုပြန်သွားဖြည့်လိုက်တယ်ပြီးရင်80ဘိုးမှာ risk ကအနည်းဆုံး8ခုမေးတယ်တစ်ခုကို2မှတ်ရတော့ risk 8ခုဆိုရင်16မှတ်ရတယ်အဲ့ဒီ16မှတ်ကိုအမမိနစ်30ပဲအချိန်ယူတယ် control လည်းအဲ့လိုပဲ control 8ခုမေးရင်8ခု2ခုကို
တစ်ခုကို2မှတ်ရတယ်အဲ့တော့8ခုဆိုတော့16မှတ်အဲ့16မှတ်ကိုလည်းအမမိနစ်30ပဲအချိန်ယူတယ် substantive procedure ကတော့ကိုအလွတ်ကျတာဖြစ်တဲ့ကြောင့်တိုက်ပေးမြန်ရင်အရန်အချိန်ယူစရာမလို risk control လို့စဉ်းစားကြမလို့ဒါကြောင့်မလို့ time management ကိုအဲ့လိုမျိုး practice လုပ်ကြတဲ့အတိုင်းလေ့ကျင့်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေ့ကျင့်သွားမှပဲတကယ် final exam မှာအချိန်မီတာပါဘာလို့လဲဆိုတော့လုံးဝစဉ်းစားချိန်မရှိတော့ risk control ကိုစဉ်းစားပြီးမှရေးမယ်ဆိုရင်ဘယ်လိုမှအချိန်မမီဘူးဒါကြောင့်မလို့များများကိုလက်ချလိုက်ကြတဲ့အတိုင်းများများ practice လုပ်တိုက်ပြီးများများလေ့ကျင့်ခဲ့ရင်တော့အဆင်ပြေပါတယ်30ကို MCQ အတွက်ကြတော့လက်ချလိုက်ရင်းနဲ့ပဲပုံမှန် chapter အကုန်လုံး cover ဖြစ်ရတယ်ပေါ့နော်သူကဒီ AA မှာကဒီ MCQ တွေကအရင် tricky ဖြစ်တယ်ပေါ့နော်မှန်ဖို့လည်းခက်တယ်အဲ့တော့အမတယောက်ထဲတော့ခံယူချက်ပေါ့နော် MCQ ဘက်ကိုအရင်မဆိုင်နိုင်ခဲ့ဘူးပေါ့နော်ဒီ risk control တွေလုပ်နေရတဲ့ပဲ MCQ ကိုဒီတီးတက်မလေ့ကျင့်ခဲ့ဘူးဒါပေမဲ့ revision တန်းမှာဒီချက်က PPP Kaplan ဒီ MCQ တွေကိုလေ့ကျင့်ပေးတယ်အဲ့ဒီမှာတစ်ခါတည်းလုပ်တယ် PPP ကိုတော့တစ်ခေါက်ပဲလုပ်တယ်ဒီချက်နဲ့လုပ်တဲ့အချိန်မှာပဲလုပ်လိုက်တယ် Kaplan ကိုတော့ထပ်ပြီးတော့ revision တစ်ခေါက်ပြန်ခဲ့တယ်အဲ့လိုမျိုးပဲ MCQ ကိုလေ့ကျင့်ခဲ့တာပါ MCQ ကို30ကျော်သွားလို့မပြီးဘူးဆိုရင်ထားခဲ့တယ် risk တွေဖြည့်တဲ့အချိန်မှာလည်းအဲ့လိုပဲ16မှတ်ဖို့ risk 8ခုဖြည့်တဲ့အချိန်မှာမိနစ်30ကျော်သွားပြီဆိုရင်အဲ့ဒီဖြည့်နေတဲ့ပုံကိုရက်လိုက်တယ်ရက်ပြတခြားတစ်ပုဒ်ကိုကူးပြီးတော့ဖြည့်ပါတယ်အဲ့လိုလုံးမှပဲကိုတည်နိုင်တဲ့အမှတ်အကုန်လုံးတည်နိုင်မှာပါမဟုတ်ရင်တစ်ပုဒ်ထဲမှာပဲအချိန်ကုန်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေ့ကျင့်ဖို့ဆိုတာကလည်း practice များနဲ့လုပ်ထားမှအဆောင်ဝဲကြရင်လည်းအဲ့ဒီနေ့တိုင်းဖြစ်မှာပေါ့နော်မဟုတ်ရင်ကိုမရတဲ့ပုံစံပေါ်မှာပဲအချိန်ကုန်နေတတ်တယ်ပေါ့နော်အမဖြေခဲ့တော့အမကMCQ 30ကိုအရင်ဆုံးဖြည့်တယ်ဖြည့်ပြီးတော့တဲ့အချိန်မှာ substantive procedure ကိုတွားဖြည့်လိုက်တယ်ဂျားထဲမှာ risk control တွေကိုခြံခဲ့တယ် substantive procedure ပါတဲ့ဟာတွေအကုန်လုံးဖြည့်လိုက်တယ်ဖြည့်ပြီးမှ risk နဲ့ control ဖြည့်ပါတယ်အဲ့ဒီနည်းနဲ့အမှားတော့လုပ်ခဲ့တာပါဒီဗီဒီယိုကြည့်ပြီးတော့ကိုဖြည့်ရမယ့် AA paper အတွက်အထောက်အကူဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဖြည့်တဲ့အချိန်မှာလည်းစိတ်လှုပ်ရှားမှုတွေလျှော့ချနိုင်ပြီးတော့မှတ်ရနိုင်မဲ့ answer တွေကိုပဲဖြည့်နိုင်ကြပါစေကိုလိုချင်တဲ့ပန်းနိုင်တွေကိုလည်းအချိန်တိုအတွင်းနဲ့အောင်မြင်မြင်ရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဘိုင်ဘိုင်